ပိုင်း6ရဲ့အစမှာခီးထွက်လာကြတဲ့ရီကိုနဲ့ကိုနဂါကစီလီယန်မြို့ကိုရှာတွေ့တော့ကိုနဂါကြီးကသဘောကျနေပေမဲ့ဘေးကအငွေ့တက်ကြောင်ရှင်းသွားပြီးရီကိုကမြို့ကိုနဆိုးပြင်းမသိငင်တိမ့်ပိုက်လိုက်ကြမလားဆိုကစားရက်စာတန်းတွေထုတ်ပြနေပါတယ်ကိုနဂါကြီးကမြို့ဟာကြီးပေမဲ့အကာအကွယ်မရှိဘူးပြောတော့နဂါမျက်လုံးအစွမ်းစုကကြည်နေပါတယ်မြို့ကိုတော့ပက်ပက်လေအကာရန်လှုပ်ထားပြီးရေသူတော်စင်းလို့ခေါ်တဲ့သူကလှုပ်ထားတာတင်တယ်လို့တင်ပြနေကမလို့အပ်တာတွေမလို့မိသွားဘူးပဲပြောနေတော့အတွေ့ထဲမှာရေသူတော်စင်ကနေလာသိတဲ့နေရာမဟုတ်ဘူးပြန်တော့လို့ပြောတော့သူတော်စင်ရဲ့ဘေးကရီကိုဆိုတဲ့ကောင်မလေးနဲ့အနားယူခြင်းလို့ပါလိန်လို့ရမယ်လို့ထင်တယ်ပေါ့အလကားပဲအခုချက်ချင်းပြန်တော့မဟုတ်ရင်ငါကဆိုကငဲတန်ပါအောင်ကဲကြပါလို့အော်ရင်မျိုးရဲ့အကာအကွယ်ပြတ်သွားပါတယ်ရီကိုရဲ့လက်ချက်ဖြစ်ပြီးကိုနဂါကြီးကသူတော်စင်ကိုတခုခုလောက်လိုက်သေးလားဟုတ်ကဲ့ဆက်ပိုင်နည်းနည်းချောက်လိုက်တယ်ဆိုပေမဲ့ရေသူတော်စင်လည်းထွက်ပြေးရပါပြီရုံးမာတဲ့အပြုံးနဲ့မှုကိုနဂါကြီးလည်းလက်လျှော့လိုက်ရကမြို့ထဲကိုလမ်းလျှောက်လာကြတော့မြို့သူမြို့သားတွေဝိုင်းကြည့်နေတာမို့ရီကိုကအားလုံးပဲငါတို့ကစက်ကပ်အဖွဲ့ရပါဒါကတေချာလေ့ကျင့်ပေးထားတဲ့ငကားလေးပါဆိုကမှမြို့သူမြို့သားတွေလည်းလက်ခံလိုက်ပါတယ်ဒိတ်ဆက်ထိန်တဲ့မင်းကလေးအခုမှပထမဆုံးရောက်ဘူးလားမိဆက်ပေးမယ်ဒါငါတို့မြို့ရဲ့သူတော်စင်လေးရင်းကဒီနေရာမှာတဲကန်နိုင်တာဖြစ်ပြီးရင်းနဲ့မြေကိုထိန်ချုပ်နိုင်တဲ့သူတော်စင်ပေါ်လာတာမို့လူသားတွေအဆင်ပြေလာပြီးစီလီယန်မြို့ကိုတီထောင်ခဲ့ကြတယ်ဆိုကရှင်းပြနေတော့သူတော်စင်ကစောနကပြေးသွားပြီလေပြောတာမို့ကိုနဂါကြီးလည်းဒီကလေးကစနေတာလေတနေရာမှာတဲခုကန်ရှိလာမေးလိုက်တော့လမ်းပြပေးမယ်ဒါနဲ့ခုနကနဂါကစကားပြလိုက်တလားဆိုကလက်နေတာကြောင့်ကိုနဂါကလည်းအလိမ်ညာမျိုးစုံနဲ့ကျိုးခုံပြီးသူမလိုပဲလှလှပပလိန်လိုက်တာမို့ညီကိုတို့လိုပဲယုံပါတယ်တဲခုကန်ရောက်တော့လက်စိုးပြင်းကိုတွားချတာတဲ့ဒီမှာလုံကျုံနေပြီးတော့ရေသူတော်စင်မာလေးကိုလည်းတောင်းမရအောင်မယ်လို့တွေးနေပါတယ်ရီကိုရဲ့အပြင်ထွက်လာအောင်မယ်လိုက်ခဲ့ရမလားမေးတော့မလိုက်နဲ့စီထဲမှာတော့နေလိုက်လို့ကတော့ဒီတစ်သက်မပြောနဲ့နောက်တစ်သက်လည်းရှင်းပြလို့ရတော့မှာမဟုတ်ဘူးလို့တွေးနေပါတယ်ငကားကြီးကလည်းမြို့ဟာလူတွေကိုမေးပေမဲ့အဆင်မပြေပါဘူးရေသူတော်စင်မာလေးကသူ့ဟာသူငကားပဲဖြစ်ဖြစ်ဒီနေရာကိုမတွေးနိုင်ပါဘူးဆိုကဆန်းရဲ့ခွက်ထဲဝင်ပုံနေပါတယ်။ဆန်းကိုရောက်လာတဲ့ကိုနကလည်းရေစာနေရာမို့တောက်ဆရာတွေ့ကဝမ်းသာသွားပေမဲ့ခွက်ကမကန်ရသေးဘူးကိုယ့်အကူပြုတ်ကျသွားတာကြောင့်လက်နေရပါတယ်။သူတော်စင်မလေးကသူမကိုရှာတွေ့တာကြောင့်ဒါနဂါကြီးရဲ့အစွမ်းလားဆိုကကြောက်ပြီးပြပါတော့တယ်။မြေကရေကိုတောက်ချင်ပေမဲ့မကောင်းဆိုးဝါးနေနေနဲ့မှော်သုံးထားတယ်လို့ကြားထားတာကြောင့်မတောက်ရဲပါဘူး။ညီတောက်တဲ့ခွက်ကိုတွေးပေမဲ့တောက်ဖို့လို့တော့လဲရေခမ်းသွားပါတယ်ဒီလိုနဲ့ဒီလိုပါပဲငကားကြီးကရှာလိုက်ရေသူတော်စင်မာလေးကတွေးစားပြန်ပြီဆိုကပြေးလိုက်နဲ့ညနေရောက်သွားပါတယ်ကလေးတွေရောက်လာကဗိုက်စားနေတဲ့အတန်ကြတော့ကိုငကားကြီးကိုပန်းတီကျွေးနေတာမို့ကလေးတွေကိုစားတော့မယ်ထင်တာကြောင့်ရေသူတော်စင်မာလေးထွက်လာပါတယ်ကလေးတွေကိုပြန်ခိုင်းလိုက်ပြီးစင်းရှင်းလို့ရပြီပြောပေမဲ့ငါကဗိုက်စားလို့တဲခုတ်ကန်ပြန်ကျင်အောင်ပါလို့ပြောတော့နင်းကိုတဲခုကန်လိုက်ပို့ရင်စီလီယန်မျိုးကိုမဖြစ်စည်းတော့ဘူးပေါ့ဘယ်တော့မှဖြစ်စည်းမယ်လို့ပြောလိုက်လို့လေဒါကြောင့်ရေသူတော်တင်မာလေးကကိုရကားကြီးကိုတဲခုကန်စီလိုက်ပူပေးနေပါတယ်မနေ့ဖြန်မနေ့ရောက်ရင်တော့မြို့ဟာထွက်သွားတော့မဟုတ်ရင်ငါမဟုတ်တဲ့သူတော်စင်ကခုံမလွတ်ပဲနေမယ်ဆိုတာကြောင့်မင်းလည်းအကာရန်ပြန်လုံးလိုက်အောင်နော်ပြောတော့သူတော်စင်ကိုဆူတောင်းပြီးလှုပ်ခိုင်းလိုက်မယ်ဆိုကတပြေးသွားပါတယ်ကိုနကားကြီးကသူတော်စင်မှန်းတီးပြီးသားဖြစ်ပြီးဗိုက်စားနေတာကြောင့်စားတော့ကအခန်းထဲရောက်လာပါတယ်ရီကိုရဲ့မနေ့ပြန်ကလေးနဲ့သွားစောပါလာပြောတော့ငါကလိုချင်တဲ့အစီတစ်ခုကိုမရောက်လို့များဘေးမှာနေဖို့မထိုက်တန်လို့လားဆိုကတွေးနေပါတယ်ဒီတိုင်းမင်းကိုကလေးဘွားအကြောင်းသိစေချင်လို့ဆိုတာကြောင့်ရီကိုကရေနဲ့မြေကိုထိန်းချုပ်တဲ့မကောင်းဆိုးဝါးကိုကိုးရတာဒါတာမန်မဟုတ်ဘူးလေပြောတော့သူတော်စင်ကမကောင်းတဲ့သူတော့မဟုတ်ဘူးဆိုကအိပ်ဖို့ပြင်ပါတယ်ရီကိုကအိပ်ရမှာမအိပ်ဘူးလားမေးတော့ကတင်းမအိပ်လို့မရတာကြောင့်အောက်မှာပဲအိပ်လိုက်ပါတယ်ရီကိုကလည်းကိုနဂါကြီးနဲ့အတူအိတ်နေပေမဲ့စီလီယန်မျိုးရဲ့အပြင်မှာတော့အကာရန်အားနေနေတာကြောင့်လက်စိုးပင်ရဲ့ညာလျုံဖြစ်တဲ့နဂါကြီးကမြို့ကိုဖြစ်စီဖို့ကြံနေပါတယ်။မနေ့ရောက်တော့သူတော်စင်မလေးကလာနှိုးတာကြောင့်ရီကိုကကျမ်းမြင့်တဲ့မျက်နှာတသားလေးကြောက်လုပ်ပြီးလိုက်ပါတယ်။အစာလာဖို့တာဖြစ်လို့ကြည့်လိုက်တော့အမိုက်ပုံးတွေကကောက်လာတဲ့အသီးရွက်တွေဖြစ်တာကြောင့်ကိုနဂါကြီးပေါ်ရိုင်းပြတာအတွက်ဆိုကထပ်ပြီးကျမ်းမြင့်နဲ့မိတ်ဆက်လိုက်ပြန်ပါတယ်။ဒီလိုနဲ့ထွက်ပြေးသွားပြီးကိုနဂါကြီးကဆူနေတာကြောင့်ညှို့ငယ်တဲ့မျက်နှာနဲ့မှုပြောတာများသွားပြီလားဆိုကပြန်ချော့လိုက်ပြီးသော့ဆော့ခိုင်းလိုက်ပါတယ်ရီကိုကကလေးနဲ့တွေ့တော့ကလေးတွေကကိုနဂါကိုမတွေ့တာမို့နဂါလေးကိုရှာတိုင်းစောကြမယ်လို့ပြောတာကြောင့်ကိုနဂါကြီးအပြင်အိမ်မွေးနဂါရောရှိသေးရလားဆိုကတွေးနေပါတယ်တစ်ဖက်မှာတော့ကိုနဂါကြီးကထောင်ချောက်မိသွားကရေရောက်တဲ့ဆွဲချတာခံလိုက်ရပါတယ်မျိုးထဲကိုတော့နတ်ဆိုးဘရင်ညာလေုံဝင်ရောက်လာကဖျက်ဆီးဖို့လုပ်နေရင်တပိုင်းပြီးဆုံးသွားပါတယ်နောက်တစ်ပိုင်းမှာပြန်လဲတွေးဆောင်ကြမယ်ဗျဘိုင်ဘိုင်